သုံးတင်လဲ3 CPU ဒီကိုဘယ်လိုလူတွေမစားသုံးတင်လဲဆိုတာကိုမျှဝေပေးသွားမှာဖြစ်ပါတယ် CPU ဒီရဲ့အကျိုးကျေးဇူးတွေကဘာတွေလဲ CPU ဒီဟာကျန်းမာရေးအတွက်အကျိုးကျေးဇူးများစွာရှိတဲ့တတိတမျိုးဖြစ်ပါတယ်အဓိကအကျိုးကျေးဇူးတွေကိုအောက်မှာဖော်ပြပေးလိုက်ပါတယ်1ကိုယ်ခန္ဓာစနစ်ကိုမြင့်တင်ပေးခြင်း CPU ဒီမှာဗီတာမင် C အများပြားပါဝင်ပါတယ်ဗီတာမင် C ဟာခန္ဓာကိုယ်ရဲ့ကိုယ်ခန္ဓာစနစ်ကိုမြင့်တင်ပြီးယောဂဘိုးတွေဗိုင်းရပ်စ်ဘိုးတွေရန်ကနေကာဝယ်ပေးနိုင်ပါတယ်အေးမိဖျားနာတာတွေမဖြစ်အောင်လည်းကာဝယ်ပေးနိုင်ပါတယ် နှစ်အစာချေစနစ်ကိုကောင်းမွန်စေခြင်း CPU ဒီမှာအမြင့်ဓာတ်တွေကြွယ်ဝစာပါဝင်ပါတယ်ဒါကြောင့်အစာချေစနစ်ကိုကောင်းမွန်စေပြီးဝမ်းချုပ်ခြင်းကိုတတ်တာစေပါတယ်အစာအိမ်နဲ့ဦးလန်းချောင်းဆိုင်ရာပြဿနာတွေကိုလည်းဖြေရှင်းပေးနိုင်ပါတယ် မျက်စိကျန်းမာရေးကိုကောင်းမွန်စေခြင်း CPU ဒီကိုပုံမှန်စားသုံးခြင်းဟာ